ทีนี้มาบอกน้องนั่งเชื่อค่ะจังดูเลยไปดูเสื้อผีตามาใส่เช่นกว่าบอกน้องจะมาบอกน้องโอ้ลีเลยจะมาชัวตาลีมันเจนไรอย่างบอกน้องไอ้จัง sorry ลูกเบต้าอีกจังเดี๋ยวสุดแล้วตาลีปังมีอ๋อชอบเด็กอ่ะพี่น่าแต่ที่สุดเนี่ยแต่ตั้งมาไม่เช่นที่ข้าไม่จีบจ้าแล้วมาเตี้ยงก็ต้องไปสิค่อยเดินไม่สิดูว่าเอ็มเนี่ยเราเว้ยพี่ท่านว่าจะปนเสียน้องอ่ะปนเสียแม่อ่ะมันมีมาละมันมีมาละตัวดิตัวเสียน้องอ่ะปนหัวเลิกเดี๋ยวนี้อะไรเปลี่ยนอะไรทีดิตัวเฮ้ยมาก็มาลิจังนาลีเดี๋ยวเดี๋ยวพอเล่นมันนี่รอดิเชวีเขาเด็กเชวีลาบิค่ะให้พาเชวีแรงงานนี่ของเขาให้ลงนี่เนี่ยสุดยอดดิฉันแล้วสอะไรอ่ะฉันไหนเลยสิYes, ngale hiwa ega bi. Thali bauli ngale shi yes. Oh, mau le. Ko adin hai ông này. Tôi lấy vào mẹ. Nó sát tiền ông mà. Mà xe là bi ha. Đi chụp bao giờ nữa? Đi không để nhà mà đi sao? Đi lê sao? Cái lô kia mà nó tụi bay hinga mà xỉu này. Sao lấy xem mà nó? Sao bị làm mệt? Tao mi là sao bị lôi chi nhỉ? Chị. Thấy mẹ, em bắt cái xong chi này nó. Sao với chị? Không nè. Nè không có gì ra rồi alo mà thằng nữa how sẽ nè sai mà bị điều này tôi nhớ điều mà bị điều là ngay vào khách sự cho ngay thì nó mà thằng này bảo mày See the me baby. See baby what? Inali the chair. Yeah, to. Yeah, sorry bad. Actually, Managa so tired. Pinga. What I like about. Que eso todo lo sé, que se ve guay eso todo. Vale, pa. Ngập phí là về con nào về phí là về cọng. Sắp với con sắp với con thì được cho lên đó mày ha. Ngày này đi chơi baby. Nhưng mà đi cô em đó nào mama trong đây đi học để đi phá rồi ta biết rồi anh mà đi mama anh nó khu xì à đi anh chả ít nó khu đi ta mi hòa và lại hiu lại mẹ đi ít ta mẹ la ok ha mà hòa Lisa bono Lisa li tin baby do ba bi shin di ba ma ta be da bi ka chang sa ta tri ta pe me li em be ba ni ma li ye so chom ko lo po de khan pi me liဟုတ်တယ်mama na ma tin lai to me ji laညီမလေးနဲ့မမခမကြည့်ချင်ပါဘူးတမီးရလာချင်နဲ့
တော့ပြန်မယ်တော့ပြီးနော်ဆရာသူကတော့ဒီအိမ်မှာပဲဖြစ်ပါတယ်သူဆက်လန်းလေးတော့မပြတော့ဘူးပေါ့နော်နောက်တစ်ခါကျမှအမွာမောင်မနှစ်ယောက်ပြီးညီကိုနှစ်ယောက်လေးတင်ပြပါမယ်ညီမနှစ်ယောက်လေးတင်ပြမယ်ပေါ့နော်တငယ်ချင်းတူတော့ကြမယ်လေအတမလားသူချစ်တော့တငယ်ချင်းကတော့ထားပဲပေါ့နော်ချင်းအဲ့လည်းရမ်းလိုက်တာပဲလေးသူနမေပြောင်းသွားရင်တောင်းပါရှင်ကျမလည်းတိတ်မမှတ်မိတော့ဘူးပေါ့နော်ဟဲ့နေအိမ်ရောက်ရင်ငါစပင်းပြင်းပေးမယ်ဟာဘလို့စပင်းပြင်းมาလဲအိမ်ကျမစစားလိုက်လေဟာဟဲ့နေငါချင်းလေးဟိုပါလေငါမိဘတွေကဟိုအပြင်သားဆရာရှိလို့နေအိမ်မှာခဏလောက်တဲလို့ရလားရရဲ့ဟာပြင်တော့ပြင်တော့မင်းဘယ်တော့လဲတေချာကြည့်ကူဟာကြည့်ကူမယ်ဘယ်မှာတော့လဲဒီလိုလူပြင်တော့တယ်ပြေးတာကောင်းပါဒါနဲ့အိမ်တော့ဟာဟုတ်တယ်ငါလည်းငါမမိတာဟာဒါဟိုပါလေဟိုချဟိုလီပါလေဟိုစပင်းခင်းရလေးကောင်းပါလေအိမ်ဟိုပဲနော်ပါလေဘေးကြီးကဲ့ရပဲနော်ဟုတ်တယ်တအိမ်ပဲကြော်ပါသေးဟုတ်တယ်ကွာဒါမေငါညမလေးနဲ့မောင်လေးကဟိုလုံနေတာမသိဘူးဟဲ့ငါမိတ်ဆက်ပြရမလားဟဲ့ရတယ်ဟောမောင်လေးမမပြန်လာလားဟုတ်တယ်လေမမပြန်လာစတော့ငါလည်းနှစ်ခုတောင်မှဟာငါခုမှသိရညီမလေးရောလာကျင်လို့မဆုစိန်လာကျင်လို့နဲ့မဆုစိန်ဘာလို့ပြောနေရရဲ့တမီရှာတင်မစားမင်းကဲစတော့ငါနေဟိုစပင်းပြပေးမယ်လို့ပြောရင်ဟာဟုတ်တယ်ပြင်ပေးမယ်ဆိုပြင်ပေးလေပြင်ပေးမယ်ဒီမှာခဏထိုင်ဒီမှာအဲ့ဒီလေပေးလိုက်ပါမလေးဟာနေလာတော့ဟာငါလာတော့ပြီပဲဒီစပင်းရောက်ဆိုးပေးလိုက်မယ်ပေါ့နော်အဲ့ဒါတော့မရက်လိုက်တော့ဟဲ့လာတော့အင်ကြီးလေးလေးဟာဘာလဲမလဲဒါလေးရဲမယ်မလိုက်ဘူးဟာမလိုက်ဘူးလားထားလိုက်တော့ဟဲ့တင်းဝေးဟာဟဲ့ချစ်ဖို့ကောင်းပါဒီဖလူဝဲမလဲငါအကြံရပြီဟာပြအဲ့လိုပေါ့ဟဲ့လာလိုက်တာရောင်လေးကလေစစ်စစ်ရလေမောင်လေးကျမဦးလေးစတော့ငါတို့ဘာလို့ကြိုင်ကောင်းလဲငါတို့အကင်တော့စားမလို့အကင်မရှိရငါ咖啡ငါတို့ဟိုတော့လုပ်မယ်လဲဟိုဒီဗလဲ咖啡ဆိုင်မှာတော့စားမယ်ဖတ်စားမယ်အသေးလေကျမစပိန်ထုတ်လိုက်မယ်ပေါ့နော်စပိန်ထုတ်လိုက်ပါပြီးရောဒါပြီးရကြည့်လိုက်အလေးလမ်းပြရကြတယ်လားသူမလေးနဲ့သူညီမလေးရတော့ပေါ့နော်တက်စီရပါနော်သူဟိုဘက်အိမ်မှာပေါ့နော်သူညီမလေးနဲ့သူမောင်လေးရပေါ့နော်အိမ်တက်ရှိပါတယ်ဟဲ့ဒါဆရာအိမ်လားမသိဘူးဟုတ်တယ်ဟုတ်လောက်တယ်နော်ဆရာအိမ်ကရောက်တယ်
ဒါလိုက်မယ်သားမယ်ဟာအဲ့နစ်စပင် ရွှေကလုံးဝမစော့တတ်ဘူးတိလားတာမန်လူမစော့တတ်ဘူးအဲ့လိုအယူတွေမှာစော့တတ်တယ်ခင်တကယ်ကဲအဲ့ကဲအဲ့လိုတကယ် ဟာစတော့ဘယ်နှမထိုင်မယ်ငါတော့ကဟိုနားမှာထိုင်မယ်လေဟာလွတ်ပေါ့သူများစပိန်ခိုးရမယ်ဟာငါပါဆိုင်ကောင် ဟာ ငါ ဟာ ကဲဆမ် အဲ့ဒါဝဝဝဝဝဝဝငါတို့အဲ့လိုလက်ထားအေးနွားဆိုနွား ဟဲ့ညအေးတော့ပါဟုတ်တယ်ဟာ ဟောရှိတယ်လေအဲ့ဒါအဲ့လိုအောက်ကတော့ကြည့်တာ စားလို့ကောင်းရဲ့ဒီကောင်းနေဟာတုတ်လို့ရောကောင်းနေဟမ်ကောင်းပါတယ်ဟင်းလေးကလည်းကောင်းလိုက်ကြဖက်ထုတ်လေးရောပဲ စပိုက်ဒါနွားအဲ့ဒါ ဟဲ့ငါပြီးသွားပြီအေးငါလည်းပြီးပြီစပိန်မြတ်စီမန်ဒါလေး ဒီမှာဒီနားလေး သူတို့ပေါ်တော့ဒီ စင်ကြီး သူတို့တငယ်ချင်းနေဆိုမတဲ့ရဆိုတာပထမအစတော့ငါရှိပါအကုန်ရှိတရားလုံးပေါ့နော်တဲ့ရဆိုသူတယောက်ထဲရှိရပေါ့နော်ဘာလို့လဲဆိုတော့သူငယ်ငယ်တွေကပေါ့နော်သူ့မိနဲ့သူနဲ့ကအရွယ်တူပြီးတော့တူတူဝေးခဲလို့ပါ အေး ဒါပေမဲ့အမေမွေးတာတော့မတူဘူးပေါ့နော်လာအဲ့ကြောင့်မသူကခေါ်ကြတာပေါ့ဟဲ့ငါတို့ပေါ်တဲ့ခန်းဆောက်ကြမယ်ဟာအချိန်တော့ကြားမယ်အပေါ်တဲ့ခန်းဆောက်တာလေးရတော့ပေါ့နော်နောက်ထပ်ဗီဒီယိုတစ်ခုတင်ပေးပါမယ်အပေါ်တက်ကပေါ့နော်ဒီနားလေးကိုကတ်လိုက်မယ်ပေါ့နော်နားလေးကိုကတ်မယ်အနားလေး yes အနားလေးကိုကတ်ပြီးသွားရင် စ ဒီမှာ တိုင် မမြင်လား စတိုင် ဒါလေးပေါ်လာမှာမယ် ဒီဇိုင်း ပြီးရင်ဒါလေးကိုနေပေးပါဒါလေးနော်ဒါလေးဒီနေပေးပါ ရှူကန်မစတာရောမမစတာ အဲ့ဒါလေးနေပေးပါအမဆိုလေးကိုက်ပွင့်နိုင်ပါနော်ဟဲ့မနေ့ဖြမဆောက်နေဟာအေးအဲ့စတိန်လေးပဲဖြစ်ပါတယ်ဒီပိုင်းလေးကစတိန်ပိုင်းလေးပဲဖြစ်ပါတယ်ပေါ်တော့မှာတော့ဘာမှမရှိဘူးဟာငါရှိမယ်ထင်းနေတာမရှိဘူးငါပူချလေးရတယ်တနာเสียကောင်းလိုက်တာမကြည့်အောင်ငါခဏမတိတ်ထားရမယ်ရရ နာနေနော်ဟာသူ့ကိုရှိပါရဲ့သူ့ကိုပြပေးမယ်ပေါ့နော်သူ့ကိုကတော့ပေါ့နော်အိမ်တက်တက်ရှိပါရဲ့အဲ့ဒါဒီနေ့ပေါ့နော်ဟိုသူညမလေးတို့အိမ်ကိုပေါ့နော်သူညမလေးတွေတို့အိမ်ကိုပေါ့နော်နေတော့မယ်လို့တစ်တက်လုံးနေတော့မယ်လို့ပြောရဲပေါ့နော်အကြောင်းမို့လောက်ထားတာပါဟဲ့ဖင်တုံးကြီးလားထားလိုက်ပါမယ်စတော့ဟေးအော်ဒီဟုတ်တယ်ငါမင်းညာဟုတ်ပါနဲ့ငါခံဟုတ်ငါခံဘာဖြစ်လို့ဟိုမင်းကလေးခန်းကြီးဖြစ်နေရလဲဟာနောက်ခုမှစီအောင်မချုံပန်းအောင် အော်ရမီအကိုအသက်12နှစ်ရွယ်မှာစပြီးတစ်နေ့တစ်လုံးတောက်သုံးပေးမယ်ဆိုရင်ပြိုပေတို့အော်ဟုတ်တာပဲဒီနေ့ငါညီမလေးတို့အိမ်သွားမှာ哦ပစ္စည်းတွေရတော့ဒီလိုလေးပဲရှူလိုက်မယ်ပေါ့နော်ဖာလို့လဲဆိုတော့ပေါ့နော်ရှယ်ရမှာဆိုချစ်နေမှာဆိုလို့ပေါ့နော်အဲ့လိုလေးပဲအဲ့လိုကင်မရာလေးကိုဖွင့်ပြီးရှူလိုက်ပါရဲ့ကဲငါညီမလေးတို့အိမ်သွားမယ်စတော့ရောက်ပြီဟာဟဲ့ကိုကြီးပါလားအဲ့နေကိုလားဟာဟုတ်တယ်အကိုလားဟောငါကြောက်လေးရခရှင်တော့မွေးလိုက်တာလေဟိုလေဟိုတနေ့တော့ကပါလေ ဘာပြောလဲ တနေ့တော့က ဘာ အဲ့ဒါနဲ့မကြည့်ရ ဘာ ဘူး ပြောလဲဘာဘယ်ကြီးနဲ့မွေးတာဘယ်လိုမွေးလဲဘယ်ကြီးနဲ့မွေးအောင်ဆိုဟမ် ရက်ဟိုကပဲကြောင်
ကြောင်ဝေးတာဒီမှာပြမယ်ငါကြောင် မွေးတာပါလူကကြောင်မွေးတာကိုပြောနေ ကြောင်ဝေးတာ သူတို့အိမ်မှာကြောင်မွေးတာကိုပြောတာပါ ဟုတ်တယ်ငါ ဖင်ကိုရဲတော့ စရပါဘာမွေးရထင်းနေလေ ဟာသူကလည်းကြည့်ပြလာအောင်ဟဲ့ ဒီမှာကြည့်လိုက်ပါဦးမဘောနော်သူညမလေးရချုံမလာပါစရပါနော်ကျမတို့ဟိုစာရာထဲမှာပေါ့ဟိုဗလဲလောက်ထားပါနော်ဟိုလောက်ထားကြပေါ့နော်ကျမစမ်းစောက်ကြည့်ပါမယ်အောက်ကဘာလေးခမ်းလဲစတော့ပေါ့နော်ပြပါမယ်အောက်ဆွဲမယ်ပေါ့နော်ဒီမှာထားလေးတင်မလားဒီမှာဒါလေးအဲ့လေးနေလိုက်ပါခဏပေါ့နော် sorry ပါရှင်ခုနပါခဏဟာလေးအဲ့လေးရပါပြီမပေါ့နော်စားရန်လေးပေါ်ပြီးရှင်နော်ပေါ့နော်မပေါ်ရင်ပေါ့နော်သူခွာပါကျမလောက်ထားတာမပေါ်ပါဘူးနော်အဲ့လိုမျိုးပေါ့နော်ဒီဖြူလေးလုံးလိုက်တယ်ပေါ့နော်ထားလေးလုံးလိုက်ပါဒီဘက်မှာကြာပေါ့နော်တိုင်းလေးပေါ့နော်ထားမယ်ပေါ့မနေ့ဖြစ်ကြမှာစောက်တော့မယ်ပေါ့နော်အကြောင်းပေါ့ပါအခင်းတစ်ခုဖဲလိုက်တော့မယ်ကျမဖဲလိုက်ပါပြီဖဲလိုက်ပြီပေါ့နော်မနေ့ဖြမဆက်တော့မယ်ညီမလေးဆက်လို့မရတော့ဟလာမတင်ငယ်ချင်းပေါ့ဟုတ်တာပေါ့တင်ငယ်ချင်းဟုတ်တယ်ဘာဒီနေ့ကိုကြီးလာမလို့ပြောတယ်မကိုကြီးကိုမကိုကြီးဟလာဟုတ်တာပဲတမီညနေရောက်ပြီးစတော့တမီအိတ်တော့မယ်ညနေပဲရှိတယ်ဘာလို့အိတ်မှာလဲဒီအိတ်တော့လေအိတ်မယ်မအိတ်ရသေးဘူးဟာငါတူပချီအောင်မကြီးနဲ့မျက်နှာတော့ရှိကိုလည်းဘာမှမသိဘူးသမီးတော့ကြည့်ရတယ်တိမဲ့သမီးပဲကြည့်လိုက်တော့မယ်ဆိုတော့အဲ့နားတော့လည်းပါပဲဟဲ့နိကိုရဲ့နားတာဒီဟုတ်တယ်ဒီဖလို့ဘာမှမပါခဲဒီထဲမှာငါတို့ရေကန်စောင့်ရင်ကောင်းလားအေးဟုတ်တယ်ရေကန်စောင့်လိုက်ရတယ်ဟာရောက်တယ်ငါကြီးကစားမယ်။ရေစောငါကိုယူမခေါ်ငါတို့ကစားတော့မယ်။ဟိုနာလေးပန်းချံဖဲပန်းချံလေဟာ။ဟိုနာလေးလေးပါလေ။ဟိုနာလေးဒီငါတို့လမ်းလျှောက်သွားမယ်။အေး။ကားကြည့်အောင်ဟာတွဲမယ်။ရော့ငယ်ကြီးမှန်တော့မခုံနဲ့မခုံပါဘူးပြပါဟဲငါစားငါလေခုံမဲလို့ပြောတာအမှနင်ပြောလိုက်လို့ငါမခုံတော့ငါပြတာလို့အဲ့လိုပြောလိုက်တာဟာအပူဝင်နော်စီမဲကဲဒီနေ့ဘလော့လေးရတော့အလောက်ပါပြီရှင်ဆုံးဒီတီရှူပဲတဲ့ကျေးဇူးတင်ပါတယ်နောက်တစ်ခါကျပေါ်တဲ့အခန်းလေးပြင်တာပြပေးပါမယ်ရှင်နောက်ဒီကောင်ပြကြရမယ်တတာစကူမီနေရှိနေပေါ့နော်
တတာ